ကျွန်တော်ပါ မနေ့က3လောက်တော့ဟုတ်ကဲ့ဇိုင်းရအရှင်များနေပါ sorry ဗျာတောင်းမယ်အဲ့လိုပဲဒီဇိုင်းတွေရအောင်ကြားသွားတာကကျွန်တော်ရဲ့ဒီဖြစ်နေ sorry ရနောင်းဖြစ်စီရော ဒီနေ့ဝယ်သွားတော့အဆင်မပြေဘူးနော် ပြေလေအားလုံးစီပြေအခုကပြေဖို့3နေငါဖြစ်ခေါ်ရနေရတက်တဲ့ကိုလာထီတာပဲနာမည်လေးကွာသက်ထက်တန်အသက်ထက်ကိုတန်ဖို့ရှိတဲ့မိန်းကလေးဟာအဲ့ဒါကြောင့်လည်းဒီတက်တဲ့ကိုလာထီတာပဲ ကဲကျော်ကနာအရာတအားအောင်မနေနဲ့မိမိမဂျုံမတင်ကွမ်တက်ပဲဟဲ့ အိမ်မှာရှိမှတော့ငါအဲ့လောက်អော်မလားကွာမရှိဘူးအပြင်သွားတယ်သူ့တငယ်ချင်းအိမ်မင်းရလဲကွာ ဟုတ်လားဟေး ဘာပဲဖြစ်ပါမင်းတို့နှစ်ယောက်တော့ ဟာ ဘာလို့လဲဆိုတော့မွန်းကြက်ပိတ်တော့ ငါတို့အတူတူရှိနေတာပဲပြီးတော့နင်ဖြစ်ချင်တာရောနင်လုပ်ချင်တာရောငါအားလုံးလိုက်ပြီးတော့လုပ်ပေးနေတာပဲဟာ ဒါမဲ့နေငါ့ကိုရင်တော့လို့မချစ်တော့တာဟာနေနေမှာရှိရဲ့ငါ့ကိုချစ်တဲ့ချစ်တယ်ဘယ်ရောက်ကုန်ပြီလဲဟမ်ဘယ်ရောက်ကုန်ပြီလဲနေငါ့ကိုဘာလို့အရင်လိုမချစ်တော့ရလဲဟာတော့ဘာလို့နေကိုချစ်လိုက်ရတာဟိုအဝေးရနေပြန်လာခဲ့ရတာနေကြတော့ငါ့ကိုမချစ်တော့မဲမဲနေငါ့ကိုဘာလို့မချစ်တော့ရလဲဟမ် ငါ့ကိုယောက်ျားတစ်ယောက်လိုမျိုးမင်းနေနေဆဆဆက်ဆံခဲ့ဘူးလားငါအမေနဲ့ငါအမေကိုဟိုတလောကမင်းဆက်ဆံလိုက်သလိုမျိုးဒီအမေကိုဆက်ဆံမယ်ဆိုရင်ရောမင်းကြိုက်မလား အမေသူ့ဘာသာသူသေးနေတာအမေနဲ့ဘာမှမဆိုင်ဒီပြဿနာလာဆွဲမထည့်နဲ့တော့ ဘာလို့မဆိုင်ရမှာလဲအခုဖြစ်နေတဲ့ပြဿနာတွေကလေမင်းအမေလွတ်ထားတဲ့အဲ့ဒီအိမ်ပေါ်မှာကြောင့်ဖြစ်နေအခုလည်းချွတ်တုံးလုပ်ပြန်တော့ထောင်ပါငါနဲ့တွေ့ဦးမယ် မောင်မလုပ်ပါဘူးမောင်လည်းမလုပ်ပါပြောပါနဲ့တော့သူလည်းအိတ်နေပါလေသူတို့ထောင်လုပ်တာလည်းမဟုတ်ပါဘူးပင်နေတဲ့ဘက်ကလူမစရသေးအောင်ဝေးရတွေ့လို့နေကြည့်တယ်လို့ तू ကပြောရတာပါ အဲ့ဒါခင်ဗျာသူ့ဘက်ကတာဝန်ပေးနေတယ် ဒီကောင်ကသူနဲ့ပတ်သက်တဲ့အကြောင်းမင်းကပြောမှာစိုးလို့အားဒီကနေဒီကောင်တမင်ဆွဲထုတ်ဒီကောင်ကသူ့ချုပ်မင်းနဲ့ဟောက်ခွဲခွဲဒီကောင်ကမင်းကိုတမင်တွဲကြတယ်ငါစိတ်လာပါမင်းကငုံတော့ဒီကောင်တမင်လုပ်မင်းကဒီကောင်မချစ်ဘူးနေစမ်းပါခင်ဗျားအဲ့လိုအပိုင်ကြီးပြောနေတာခင်ဗျားမှာဘာသက်သေရှိမင်းကဘာထိုင်လာ
ကိုမတိုက်နေလို့နည်းနည်းကြာသွားတာအော်ကိုမလေးဟိုခလုတ်တိုက်နေလို့နည်းနည်းကြာသွားတာလို့ဟိုထိုင်မယ်နော်ဟောထိုင်ပြီးသွားပြီဟိုဒီချိန်မှာလေးဟိုကလူကနည်းနည်းကြာတော့လေနေရာနည်းနည်းကြက်နေကောင်းလား ရှင် ဟောစားပါအဲ့ပေါ့တောက်ပါကွန်ပီတီအေးသွားရင်လားမသိဘူးဟဲ့ကျွန်တော်မမိလား ရှင် ဟဲ့မမိလားဟဲ့好，明白。NGO 这样的法律变成你啊，不过俺们谁知道？都我不在一边。哦，明白。我非要多点弄呀，但是你们弄不？比如我讲设立么到公司啊什么，不公家人去有没买？你妈比他们不会不是他啦，没嘛路线那边我比路亚喏。那个ဘာလို့ဒီမှာလှပ်ပြီးနေရ ကြီးများတော့ စက်ကလည်းဘာလို့ကြည့်မရဘာလဲသူကပတ်စံချမ်းသာတက်ကကြေးဝင် သွားစမ်းမှာပါတော့ဒီဘလောက်ပဲချမ်းသာအဲ့ဒါကယူဆိုင်စရာလားအခုဟာမောင်နဲ့ပတ်သက်လို့ကြီးများဖြစ်နေညဘက်မှဒီလိုတကလိုက်ပို့နေတာဟာတော့လေမဟုတ်လေရင်တော့ဗတ်စင်ကြတာခုကျတော့ဘာလို့သူ့ကောင်မစင်းကျင်တာ တက်စတက်တော့တက်ကမောင်းနဲ့ကျင်းတော့သိမကြဘူး你没来阿龙啊，我不如就负责来比心呀。ချူမင်းဘလို့ပြောလိုက်မင်းဘာတွေဖြစ်နေလဲမောင်လေးချူရင် 你那个呢是来比比，这比。 ဒီကောက်ချောက်တာဟဲ့ပြောလိုက်ချူငါမှတော့မင်းလွမ်းနေစိတ်တယ်အချက်နဲ့ပဲတစ်ချိန်လုံးဖက်မျိုးရိုးအစဉ်ကြီးမားတယ်ချမ်းသာကြွယ်ဝတယ်ဝဲစားကြီးဦးစောနေတော့ခင်မီတို့ရဲ့သားကိုအခါကျွန်တော်ညီမလေးပဲစိတ်သက်မယ်ဆိုတာသိရချင်းကျွန်တော်ဝမ်းသာခဲ့အခုလူချင်းမင်းတို့အားလုံးရှိမှာပဲကျွန်တော်ညီမလေးကိုယ့်အကလက်ထက်ကိုအပ်ပါကိုယ့်အကအနေနဲ့ကလည်းကျွန်တော်ညီမလေးကိုစိတ်ဆင်းရဲအောင်လုပ်မှာမဟုတ်ဘူးဆို
ကျွန်တော်ညီမလေး